လောကရန်တရား၈ပါးသင်ရင်၄ပါးနဲ့လာကြုံနေလားမသိအမေကဆက်ချုပ်သမားအဖေကသောလို့ရေးဝင်လာအမေတရားလုံးဆက်ချုပ်နေတာတော့သားသမီးတွေမှာအင်းကြီးအဝတ်စားကောင်းတဲ့တဲ့ရှိတယ်ဖေတရားလုံးသောလို့ရေးလုံနေရတော့နေရတဲ့အိမ်ကဓဏီမိုးထက်ရံတာကျန်းပေါ့နောက်ဘွေးကစံဟိုတဲ့စံမရှိတဲ့အခါဖေကအန်ကျိတ်နေကြခပတ်ကိုရွှေချပြီးဝင်းနေတဲ့စိတ်ကြီးတဲ့အမေကစီတပိတ်တာကို4800အနဲ့ရဖို့တန်းစီနေရတယ်ခါတလေမိဘဒေါသနဲ့သုံးမတာကိုပြည့်မယူနဲ့အောင်ချိန်ကျရင်မင်းတို့တစိမ့်ရပြုံးပြုံးလေးနဲ့ထိုင်းပါသေး